ဒေါ်လေးဟင်းကြံနေလားဒေါ်လေးဟဲ့ဘာလို့ဟင်းကြံမအမြဲတမ်းလာတောင်းနေတာလဲตาတော့အခုတလောအစင်ပြေလို့ပါဒေါ်လေးရဲ့အမေကလည်းကျမ်းမာရင်မကောင်းဘူးအမလီနင်တော့ပြောလိုက်တော့အဆင်ကျင်နေပြီပဲဒီနေ့မရှိတော့ဘူးသူများငါပေးလိုက်ပြီအော်ဟုတ်လားဒေါ်လေးနောက်ဆိုရင်ตาတို့ခြံထားပြလားဒေါ်လေးဟဲ့ဘာလို့ခြံထားမှာလဲငါပေးချင်တဲ့လူကိုပေးမှာပေါ့မဟုတ်ပါဘူးဒေါ်လေးရဲ့ตาတို့ကအစင်ပြေဘူးလေဒေါ်လေးကตาတို့လူလို့စင်ဒေါ်လေးကုသိုလ်ရတာပါဒေါ်လေးရဲ့အမလီနင်တို့စီရတဲ့ကုသိုလ်တော့ငါမလို့ချင်ပါဘူးသွားပြန်တော့အော်ဟုတ်တော်လေးဟုတ်အော်တားပြန်လာပြီတားဒီနေ့ဟင်းရလာတာမေမေဒီနေ့မရခဲ့ဘူးမေရဲ့ဒေါ်လေးရပြောတယ်သူတို့ပေးချင်တဲ့သူပဲပေးမှာတဲ့အော်အေးပါတားရဲ့သူတို့မပေးလည်းဘာမှဖြစ်ပါဘူးနောက်နေလေအမေကိုယ်တိုင်ရှာပြမယ်နော်ရပါတယ်မေမေရဲ့မေမေကကျမ်းမာရင်လည်းမကောင်းမနဲ့တားပဲရှာပါမယ်နော်အော်တာလမ်းဘေးမှာလေဘူးခွန်လေးကောက်ရောင်းကြည့်ပါလားတာရဲ့မမေဘူးခွန်ကသူများဝယ်လို့လားဝယ်တယ်တာရဲ့ရွာတောင်ပိုင်းကလေးလေးစင်လေဘူးခွန်လေးကောက်ရောင်းကြတာအော်ဟုတ်လားမင်းအဲ့ဆင်အဆင်ပြေတာပေါ့တာလည်းဘူးခွန်ကောက်လိုက်ဝင်နော်အော်အေးအေးတာဂီးဆိုင်နော်အော်ဒေါ်လေးပါလားဒေါ်လေးဘယ်ပြန်လာလဲဟဲ့ကောင်လေးနင်ကဘယ်လိုဖြစ်ကြလဲဘူးခွန်နေနဲ့ပတ်စံနဲ့လို့နေလို့ဒေါ်လေးရဲ့တာအဲ့ဒါဘူးခွန်လေးကောက်ရောင်းနေတာမလီနင်တို့ဟာရတာတော်တော်အောက်တန်းကြအလုပ်တွေပါ။အော်ဒေါ်လေးရလဲဘာလို့အောက်တန်းကြမှာလဲ။တာတော့သူကပစ္စည်းခိုးနေအောင်မဟုတ်တာ။အော်ဒါနဲ့နောက်နေ့ကစပြီးတော့ငါတို့အိမ်မှာလေဟင်းကြံလာမတောင်းနဲ့နော်။ဒေါ်လေးဘာဖြစ်လို့လဲဒေါ်လေးရဲ့တောက်စိတ်ဆိုးသွားလား။ငါနင်တို့မပေးနိုင်တော့ဘူး။ရပါတယ်ဒေါ်လေးရဲ့ဒေါ်လေးတို့စားလို့မကုန်မတောက်လို့ပေးလို့ရပါတယ်။အမလီနင်တို့မို့လို့မပေးတာကုန်လည်းမပေးမကုန်လည်းမပေးဘူး။ဒေါ်လေးကလည်းအဲ့လိုပြောပါနဲ့ကိုယ့်ရဲ့စမသားချင်းတွေပဲဟုတ်နင်တို့အောက်တန်းကြားသူနဲ့စကားမပြောချင်တာတော်ပြီငါသွားတော့မယ်။အော်လူတွေများတော့တကယ်ပါပဲ။ဟာလက်စတခွင်းမယ်။မေတားလေလက်စတခွင်းကောက်ရတယ်မေရဲ့။ဟာဟုတ်တယ်နော်ဒါလက်စကရွှေစစ်ပဲ။ဟုတ်လားမေအားရဆန်တော့ရောင်းလို့ရပါဘောနော်။ရတာဘောတားရဲ့။အော်ဒါနဲ့တားကောက်ရသေးချာလား။တမက်ပစ္စည်းခိုးလာလား။မခိုးပါဘူးမမရတယ်တားဘာလို့ခိုးရမှာလဲတားလေဘူးခွန်းနေကောက်နေလေအဲ့လက်စုပ်ကောက်ရတာဟုတ်လားအမလီတားရဲ့ကန်ကောင်းလိုက်တာတားဒီဟာရောင်းလို့ရတယ်တားရဲ့ဟုတ်လားမေအမလီဝမ်းသာစရာကြီးဒါဆိုရင်လေမမေတို့ဒါသွားရောက်မယ်နော်ဟုတ်မေဟုတ်အဖွားလေပုံနေလောက်ကြွေးပါလားဘာအဖွားလည်းနန်လိုက်တာသွားစမ်းမှာမကြွေးနိုင်ပါဘူးသမီးရဲ့အဖွားဘိုက်စားလို့ပါနည်းနည်းလောက်ပေးပါနော်အမလီမကျွေးနိုင်ပါဘူးဆိုဖွားရဲ့သွားစမ်းမှာစိတ်ညစ်လိုက်တာအဖွားရဲ့အဝိစားလေးပါလေမလဲဘူးလားညစ်ပတ်နေရောဖွားရဲ့တမီးရဲ့အဖွားမပတ်စံမရှိရတမီးတို့ဒီမှာအဖွားစားမှာအမလီဖွားရဲ့အဖွားတွေအကွက်တွေယိုးနေပြီအဖွားတို့ကလေသူများတို့တနာအောင်ပြောတယ်သူများစီကတောင်းစားတယ်ဒါပဲမဟုတ်လားမဟုတ်ပါဘူးကွယ်တမီးထင်တယ်လို့မဟုတ်ပါဘူးအဖွားတကယ်မရှိပါဘူးတမီးရဲ့အမဘာဖြစ်နေတာလဲမလီဘာဖြစ်ရမှာလဲဟဲ့ဒီမှာပေါ့ငါးစီရတော့တောင်းစားနေဟဲ့နန်စောနေရောအော်အမကလည်းအဖွားဘိုက်စားလို့တောင်းစားနေမှာပါမဟုတ်ကျွေးလိုက်ပါဟဲ့မောင်လေးငါစားဖို့တက်ပဲရှိတာသူ့ငါတော့ပြီးတော့ငါဘာနဲ့စားမှာလဲနေမပိုင်လဲကျွေးလိုက်ပေါ့ဟဲ့ကျွန်တော်မကအိမ်မှာကြိမ်နေလို့မလီနင်ပိုင်လဲကျွေးဝင်ပေါ့တော်တော်စီနာကောင်းနေတယ်ခမောင်အော်အမရဲ့အဖွားတနာပါတယ်ဒီလိုလုပ်ပါလားအမရဲ့မဟုတ်ကိုလေအဖွားကိုကျွေးလိုက်အိမ်ပြောင်းလို့ဆိုရင်အမကိုကျွန်တော်ပြန်ပေးမယ်မလီဘာလို့ပြရမှာလဲပေးနိုင်မှာဘူးလောက်ပါအမရဲ့အဲ့ဒါဆိုရင်လေမောင်လေးနှစ်ထုပ်ပြန်မယ်နှစ်ထုပ်ဟဲ့နေတကယ်ပြောရလားအဲ့ဒါဆိုရင်ငါပေးမယ်ရော့ဟုတ်ပါဟုတ်ကျေးဇူးပါအမကြီးအော်အဖွားဘိုက်စားနေရလားမဟုတ်လေယူသွားလိုက်နော်ကျေးဇူးပါကွယ်ဟုတ်ရပါတယ်အဖွားဂီးဆိုင်ပြန်နော်အော်အေးအော်ငါမောင်ရှိသနာရှိတာပဲငါလေးအဖွားကိုပြောတာမှားပါလားမသိဘူး